ခါမောင်ပေးဦးဒီစကားကိုကြားလိုက်တာနဲ့ကျမတိလိုက်တယ်ကျမရောကြားအိမ်ငိုက်လာပြီဆိုတာနေ့လယ်ပိုင်းဆိုတာလူတွေအိမ်ငိုက်လွယ်ဆုံးချိန်လည်းဖြစ်တယ်ဒီရက်ပိုင်းကျမတို့နှစ်ယောက်လုံးကောင်းကောင်းမနာရသေးဘူးကုန်ချပြီးတာနဲ့နောက်တစ်ခေါက်ကုန်ပြန်တင်ရတယ်ဒီတစ်ခါလဲအချိန်မီပို့ရမယ်ကုန်စိမ့်တင်ထားတယ်ကုန်ကားမောင်းသူတွေတိကျတယ်လို့ပဲကုန်စိမ့်အေးခန်းကုန်ပို့ဆောင်ရေးပစ္စည်းတွေဆိုအချိန်တိကျရတယ်ကုန်တင်ပြီးတာနဲ့အဝေးပြေးလမ်းမပေါ်မှာမနာမနေမောင်းရတော့တာပဲနှစ်ယောက်အလဲကျမောင်းပေမဲ့နေ့ညမှရွေးခီးဆက်နေရတာတကယ်ပင်ပန်းတယ်ဒါကြောင့်ရောချမ်းကလမ်းနိုးတာနဲ့ကျမလဲချက်ချင်းထားပြီးစိတ်ကြည်လင်သွားတယ်ကျမတို့လင်မယားနှစ်ယောက်ကုန်ကားလိုက်မောင်းလာတာ10နှစ်ကျော်ပြီးဒါကကျမတို့ကြားမှာဖြစ်လာတဲ့နားလည်မှုနဲ့အကျင့်တစ်ခုပါတကယ်မခံနိုင်တော့အောင်အိမ်ငိုက်မှသာတယောက်ကိုတယောက်နိုးကြတာပါအိမ်နေတော့မသိတာပေမဲ့လှိုက်မှဗိုက်စာနေမှန်းသိရတယ်အဲ့ဒီတော့မှတတိရတယ်နေ့လယ်စာမစားရသေးဘူးဆိုတာရောချမ်းကကျမအိမ်နေတာမြင်တော့မနိုးရဘူးဒါကြောင့်ထမင်းတပူးဝယ်ထားပေးပြီးကားပေါ်မှာထားခဲ့တယ်ကျမနိုးရင်စားလို့ရအောင်ပါရှေ့နားကနားနေစခန်းထိကီလိုမီတာနည်းနည်းပဲကျန်တော့လို့အခုအချိန်မှာမြင်မြန်စားလိုက်တယ်ခဏနေရင်အလဲကျမောင်းရတော့မယ်ဘိုက်ပြေးမှအားရှိမှလေကုန်ကားသမားဘဝကခက်ခဲပင်ပန်းပေမဲ့နှစ်ယောက်စိတ်တူလက်တူစူးစမ်းနေတဲ့ရွေဘဝကပိုကောင်းလာမယ်လို့ယုံနေစကားတခွန်းရှိတယ်လင်မယားဆိုတာတူနဲ့တူတဲ့ချိုချင်ကားဆက်အတူမြည်ရတယ်ဆင်းရဲချမ်းသာအတူခံရတယ်တချောင်းရော့ရင်မတုံးတက်ဘူးတချောင်းပြောက်ရင်မဖြစ်ဘူး